ထုံးခင်ရွာဆိုတာတောနဲ့ကြီးရဲ့ဆက်နားလေးမှာရှိတာပေါ့အဲ့ဒီရွာကလူတွေကတိတ်ပြီးစိတ်ငြိမ်ငြိမ်နေတတ်ကြတာဒါပေမဲ့ညဘက်ရောက်ရင်တော့တမျိုးပဲပြတ်ဘလို့အတန်တွေမှန်းကိုမသိဘူးတရက်ဆန်အော်တိုင်လည်းမဟုတ်လူအော်တိုင်လည်းမဟုတ်ဘူးထူးထူးဆန်းဆန်းကြောက်စရာကြီးမောင်ဆိုတဲ့ကောင်လေးကအဲ့ဒီရွာမှာအသက်ငယ်ဆုံးပဲသူကအဲ့ဒီအတန်တွေရဲ့အရေးအမြစ်ကိုသိချင်နေတာတနေ့တော့သူထားတလက်ရဲ့မိအိမ်တလုံးရဲ့ယူပြီးတောနဲ့ကြီးတဲ့ကိုဝင်သွားရောတော်ရဲရောက်တာနဲ့လေတိုက်တန်တွေတရက်6တွေတရှဲရှဲမိတန်တွေကသူ့ကို6လက်နေတာပေါ့မောင်ကကြောက်ပေမဲ့ရှေ့ကိုဆက်လျှောက်သွားတာရုတ်တရက်သူ့နားထဲကိုထူဆန်းတဲ့အတန်တွေဆက်ပြီးဝင်လာရောတဖြည်းဖြည်းနဲ့အတန်တွေကကျဲလာပြီးသူ့ကိုဝိုင်းနေတာမိအိမ်နဲ့လန်ထိုးကြည့်လိုက်တော့အမောင်ထဲမှာအရေးမေးကြီးတစ်ခုကိုတွေ့တာပေါ့အဲ့ဒီရိတ်ကတဖြည်းဖြည်းသူ့နားကိုတိုးလာတဲ့မောင်ကကြောက်လန့်ပြီးနောက်ဆုတ်ပေမဲ့နောက်ကျသွားပြီးအရေးမေးကြီးကသူ့ကိုဆွဲပြီးအမောင်ထဲကိုခေါ်သွားတာနောက်နေ့မနေ့ကျတော့ရွာသားတွေကမောင်ပျောက်သွားတာကိုတီးကြတဲ့တော်တဲကိုလက်ရှာကြပေမဲ့မတွေ့ဘူးဒါပေမဲ့သူတို့ကတော်တဲမှာထူဆန်းတဲ့အရာတစ်ခုကိုတွေ့တာပေါ့လူရိုးစုတစ်ခုလေအဲ့ဒီရိုးစုမှာထူဆန်းတဲ့အမတ်သားတွေပါနေတာအယိုးစုကိုရွာကိုယူလာပြီးရွာရဲ့အကြီးကဲဥပိုကိုပြကြတဲ့ဥပိုကအဲ့ဒီရိုးစုကိုကြည့်ပြီးတုံ့လို့သွားတာအဲ့ဒီရိုးစုကနှစ်ပေါင်းများစွာကပျောက်သွားတဲ့ရွာသားတယောက်ရဲ့အယိုးစုတဲ့အဲ့ဒီရွာသားကတော်ထဲမှာထူဆန်းတဲ့တက်တော်တစ်ကောင်ကိုတွေ့ပြီးအဲ့ဒီတက်တော်ကသူ့ကိုတက်သွားတာလေဥပိုကရွာသားတွေကိုတော်ထဲကိုမတော်ဖို့သတိပေးတဲ့အဲ့ဒီတက်တော်ကအရန်အနေများပြီးလူတွေကိုတက်ဖို့တော်ထဲမှာရှိနေတာတဲ့ရွာသားတွေကဥပိုရဲ့စကားကိုနားထောင်ပြီးတော်ထဲကိုမသွားကြတော့ဘူးဒါပေမဲ့နဘက်ရောက်ရင်တော့အဲ့ဒီထူဆန်းတဲ့အတန်တွေကရွာကိုချောင်းနေတုံးပဲအဲ့ဒီအတန်တွေကမောင်ရဲ့အော်တန်တွေလို့ရွာသားတွေကထင်နေကြတာမောင်ကအဲ့ဒီတက်တော်ရဲ့တားကောင်ဖြစ်သွားပြီးသူ့ဝိညာဉ်ကတော်ထဲမှာလဲ့လဲနေတာတဲ့ဖဲဒီအချင်းကဆက်ပြီးဒုံးခင်ရွာကထူဆန်းတဲ့အတန်တွေနဲ့၆လန့်ခတ်ရတဲ့ရွာအဖြစ်နာမည်ကြီးသွားတာပေါ့ရွာသားတွေကမဘက်ဆိုအိမ်အပြင်ကိုမထွက်ရကြတော့ဘူးအဲ့ဒီတက်တော်ရဲ့အနေအကိုကြောက်ပြီးအမောင်ထဲမှာတိတ်တိတ်လေးနေကြတာအခုချိန်ထိအဲ့ဒီအတန်တွေကဒုံးခင်ရွာမှာကြားနေရတော့ပဲရွာသားတွေကအဲ့ဒီအတန်တွေကြားတိုင်းမောင်ကိုတတိယပြီးအဲ့ဒီတက်တော်ကိုကြောက်နေကြတာပေါ့